Hello? Là Cầm nhá? thấy nó mềm nhã Okay, nó good luôn này, nó quên gì lại vào. không có Alo mình là bá, cô lúc mà đâu. Cô sai likely sao này bài, nó? Alo mình là cái này bá, đi này, anh cái này, này cô ta likely phía bà đấy, cô lúc mà nó. Thì bắt đầu phone là đâu, nó mình đi phone là rồi. Phone là rồi, vì số đó mình đi chào chơi là mà nào nó, tối nay ngã tối nay cái này thà chào xe được qua cao nằm hú nó chào xe, chỉ qua theo được qua, bao đi bà đấy nó, ấy rồi em bà đi thi đua là rồi em này chào bơi thoát đua nó, chào bơi gặp bi đua chào bơi là biနေ့စဉ်ဒီကီ4 5 6 9ကလည်း6ထိတယ်9ထိတယ်ပေါ့နော်ဟုတ်ပြီအဆင်ပြေတာလေးတွေယူသုံးနော်ကိုလိုမတို့ကတ်ထားဒီပါဝါမထွက်သေးဘူးနောက်ထပ်တော့တောင်းပြပါဝါတွေထပ်ပြီးဖြစ်လာတဲ့ခါကျတော့ရင်အခုနက်ကတ်တွဲတွေကပြန်လာတော့မယ်ပေါ့နော်ဒါလေးတွေရှိတယ်ကိုလိုမတို့ကဲဝင်လာကြလိုက်ပါအားလုံးပဲနော်တော့ခေါ်ညိုတို့လည်းမင်္ဂလာပါခင်ဗျာဖြူဖြူတို့မင်္ဂလာပါကိုစားရင်းနဲ့ live မလွှင့်တော့ဘူးထင်တာကျွန်တော် live က9နာရီခွဲလောက်မှလွှင့်မယ်လို့ကျွန်တော်ပြောထားတယ်လေ9နာရီ20 9နာရီခွဲပေါ့နော်စန္ဒာတို့မင်္ဂလာပါနော်ကဲဟုတ်ပါပြီကိုလိုမတို့ဝင်လာခဲ့လိုက်ပါလူစောရင်ကျွန်တော်ပြောမယ်နော်ကြာကြီးမလွှင့်ပါဘူး10မိနစ်ကြော်ပေါ့နော်တန်ကုန်လွှင့်လို့ရှိရင်မြန်လွှင့်တဲ့ခါကျကျွန်တော်လည်း view တော့တိတ်တော့မတက်ဘူးပေါ့ဗျာဒါပေမဲ့4 5,000လောက်တော့တက်ပါတယ် view က9,000ကျော်လောက်တက်တယ်ပေါ့နော်ခဏတော့စောင့်မယ်နော်ကိုလိုမတို့အဲ့တော့နှစ်လေးမာကနန်ကတ်မှုဒီမှာကြံနေတာကျွန်တော်ပြထားဆိုပါဝါမထွက်သေးဘူး3853ညခွေဘူးလာမှာပါဒါကောင်းလေးအကုန်လာကြမှာနော်ပိုကောင်းတာတော့3853ညခွေဘူးထွက်ရမယ်ပေါ့နော်ဒီအခွေထွက်ကိုထွက်ရမယ်အခွေကြိုက်တဲ့ကိုတွေမှနေမွေးတာထားနော်စားတော့လေးသာမွေးထားပါပြီးလို့ရှိရင်နှစ်လေးမာကနန်ကတ်မှုက3ရက်အတွင်းဆိုတော့ရင်အင်္ဂါဗုဒ္ဓဟူ2ရက်ပဲကျန်တော့တယ်နှစ်လေးမာကနန်ကတ်မှုကိုမွေးမယ်ဆိုတဲ့ကိုတွေမှနေစပြီးတော့မွေးထားလို့ရပြီနော်စပြီးလိုက်လို့ရပြီMOE ကဘာလဲမသိနော် COE မင်္ဂလာပါခင်ဗျာအားလုံးဝင်လာကြလိုက်ပါနော်ကိုလိုမတို့ဟန်တာလားမင်္ဂလာပါအားလုံးပဲနော်ကိုလိုမတို့ဝင်လာကြလိုက်ပါချိန်စောနေပါသေးတယ်ပေါ့နော်ချက်ချင်းပြောလိုက်လို့ရှိရင်လည်း view ကတယောက်မှရမှာမဟုတ်တော့ဘူးဖြစ်သွားဒီနေ့လည်းပေါက်အောင်မယ်ပေါ့နော်ဒီနေ့ပေါက်သီးတစ်ချိန်သာမှန်းထားတယ်ကိုလိုမတို့နော်လုံးပိုင်းလေးတစ်လုံးလည်းကျွန်တော်ပေးခြင်းတယ်ပေါ့လုံးပိုင်းကတော့ကျွန်တော်ကြည့်ထားတာတော့2ရက်အတွင်းလောက်ကိုလာမဲ့ပတ်သီးပေါ့2ရက်အတွင်းလောက်ကိုလာမဲ့ပတ်သီးဆိုတော့ကြည့်ထားတယ်ဒါပေမဲ့လို့မူကတော့ကျွန်တော်ဘာမူ30ကြောင်းလားဘာကြောင်းလားတော့မသိဘူးကျွန်တော်ကြည့်တာကလန်ဒါမှာတော့စစ်ထားတယ်အဲ့ဒါလုံးဝ2ရက်လောက်တည်းကစစ်ထားတာဆိုတော့ရင်မူတော့မပြောတော့
ဒီနေ့ဝမ်းချင်းနဲ့တိုက်ပြီးတော့ပဲဒီပတ်သီးလေးတစ်လုံးကောင်းတဲ့အကြောင်းလေးပြောပြမယ်ကိုတို့မတို့ကိုတိုးဝင်းထုံးတို့မင်္ဂလာပါခင်ဗျာအားလုံးဝင်လာကြလိုက်ပါကိုတို့မတို့နော် view နဲ့နဲနေပါသေးတယ်ပြောတော့မှာပေါ့နော်အဲ့တော့ဒီထက်က3853ညအခွေကိုလိုက်တဲ့ကိုတွေမှလည်းရှိကောင်းရှိလိမ့်မယ်ဆက်လိုက်ရမယ်နော်ဆက်လိုက်ရမယ်ပါဝါတော့ခဏလေးမလိုက်ချင်ပါဝါတော့ခဏလေးမှေးထားအောင်ပေါ့ကျွန်တော်ဒီမှာရွေးထားတဲ့ဟာလေးတွေပဲလိုက်ထိုးထားပေါ့ဒီလောက်ကလေးဒါလေးထိုးထားရင်ပါဝါပါနေပြီနော်3853ညအခွေမှာ38တို့50တို့ကပါဝါတွေဖြစ်တဲ့ခါကျတော့ရင်ဒါလေးတွေအားကောင်းမယ်ပေါ့အားကောင်းမယ်ဆိုတော့ရင်ဒီလောက်ထားရင်ပါဝါကိုလည်းလွှတ်ထားလို့ရတယ်ပေါ့နော်အဲ့တော့ရင်နောက်ခုကဘာရှိလဲဆိုလို့ရှိရင်ဒီနေ့ဟာစလိုက်တော့မယ်နော်9မိနစ်6မိနစ်ရှိပြီဆိုတော့စလိုက်ပါတော့မယ်တနေ့ကုန်သားပေါ့နော်နှစ်လေးရ3ညတစ်ကနှစ်လေးရ3ညတစ်ကပြီးကြတဲ့ဘက်ကကနန်းပေါ့နော်63ကိုနှစ်လေး3ညတစ်ကတောက်ကြနေရကနန်းဖြစ်တယ်နော်ကိုလိုမလို့တောက်ကြနေရကနန်းဖြစ်တယ်63ကိုကတနင်္လာနေ့ရထွက်တဲ့ကနန်းတောက်ကြညနေ3ညတစ်ကတစ်အပိတ်ကတနင်္လာမနေ့60က6ထိပ်စီးရပေါ့နော်ပါဝါဖြစ်ပါတယ်တောင်းပြပါဝါဖြစ်လို့ရှိရင်ကိုလိုမလို့3ရက်အတွင်းအပူနတ်ခတ်ပြန်ရှိတယ်ပေါ့နော်တခုတည်းမရဘူးအပူနတ်ခတ်ဘယ်ဟာလာမှန်းမသိဘူးပေါ့နော်ဒါကျွန်တော် channel မှာပေးနေကြအမူလေးဖြစ်တယ်ပေါ့နော်ကိုလိုမလို့လည်းဒီအပူနတ်ခတ်လိုက်ထိုးတာဒီမူနဲ့လိုက်ထိုးလို့ရတယ်ပေါ့နော်အပူသို့မဟုတ်နတ်ခတ်တစ်မျိုးမျိုးလာရမယ်2မျိုးလုံးလာလဲရတယ်ပေါ့နော်ပြီးကြတဲ့ဘက်ကတော့2မျိုးတောင်ဆင်းသွားတာ哦အပူနတ်ခတ်လာမယ်နော်3ရက်အတွင်းတော့တစ်တို့ဟုတ်ကဲ့အမေတို့ကျေးဇူးပါနော်ဖုန်းဆက်ပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ကိုကျော်ကျော်တို့မင်္ဂလာပါဖြိုးဖြိုးတို့မင်္ဂလာပါနော်အမေတို့လည်းမင်္ဂလာပါပေါ့နော်ဒေါ်အေးမင်္ဂလာပါ FG ကြီးကြီးတဲ့ကိုကွဲဘာထွက်လဲတဲ့ကျွန်တော်လည်းမကြည့်အောင်4438တဲ့အော်အောက်မှာမှန်းပေးထားတယ်နော်44ရဲ့38ကအပေါ်တင်ပေးပါတဲ့မမြင်ရတာဖြစ်ရမှာနော်145ရောက်မြောက် viewer မင်္ဂလာပါပေါ့နော်အဲ့တော့ရင်ဒီနေ့မှာဒါလေးရှိတယ်ဒါရှိမယ်ပေါ့နော်ကလနာမူမှာတော့ဒေါင်းဖြတ်ပါဝါဖြစ်တယ်ပေါ့နော်ဒီလိုဖြတ်ခိုင်းတာပေါ့နော်ဒေါင်းအဲ့တော့ဟုတ်ပြီကျွန်တော်တို့ကြွေးကြံတာကအကြွေးကြံနေတာမလားသေးဘူးဆိုတာကထပ်ပြီးတော့ဒီမှာထပ်ပြီးတော့ပြောလိုက်အောင်မယ်ပေါ့နော်ပါဝါတော့ခဏလေးဖယ်ထားအောင်မယ်ပေါ့နော်3853ညအခွေခွေဘူးရယ်အရေးကြီးတာဒီနှစ်ခုအရေးကြီးတယ်ပေါ့နော်နှစ်လေးမကဦးမကျော်ဒါမွေးအခွေဖြစ်တယ်နော်3853ညဒီတစ်ပတ်ထက်မှမွေးထားမှတစ်ချိန်ထွက်မှာနော်ကိုလိုမတော့ဟုတ်ပြီအဲ့တော့နှစ်လေးမကနန်းကတ်မှုကလည်းတစ်ချိန်ထွက်မှာဆိုရင်ဒီမှာရင်ပေါက်သီး2ချိန်သာလောက်ဖြစ်သွားမယ်ပေါက်သီး2ချိန်သာလောက်ဖြစ်သွားမယ်ဆိုတာဒီကောင်နေနီးနေပြီပေါ့နော်ဒီအခွေတွေလာတော့မယ်အားလုံးမြင်ရမယ်ထင်ပါတယ်နော်196ရောက်မြောက် viewer မင်္ဂလာပါဟုတ်ပြီထပ်ပြီးတော့ဝင်လာအောင်ပါလားကြည့်မယ်ကိုတွေမတွေက
အဲ့တော့ရင်ဒီနှစ်ခုပြောပြီးသွားပြီဆိုတော့ရင်ဘာကြံမလဲဆိုတော့ရင်နေတိုင်းကနန်းဆက်ပြီးတော့သွားလိုက်ကြအောင်နော်10မိနစ်လောက်ကြော်တော့မှာဆိုတော့ရင်ပြောရင်းနဲ့15မိနစ်လောက်ဖြစ်သွားမှာဆိုတော့ရင်ဟုတ်ပြီမနေ့က16ဝမ်းချင်းမှန်ခဲ့တယ်ဒီနေ့ကကိုတို့မတို့နှစ်ခွန်ဝမ်းချင်းဖြစ်တယ်ပေါ့နော်ဝမ်းချင်းလေးမှန်လိုက်ပါကိုတို့မတို့ဝမ်းချင်းဒီ20ခွန်ဖြစ်ပါတယ်တနေ့ကုန်သာဝမ်းချင်းဖြစ်ပါတယ်မနေ့မှာ2ခွန်မထိရင်ညနေမှာ2ခွန်ထိပြီးတော့ထိုးရမယ်အားလုံးမြင်ရမှာထင်ပါတယ်နော်မမြင်ရင်လည်းပြောပေါ့နှစ်ခွန်အချိန်ဟုတ်တယ်နော်ကိုတို့မတို့နှစ်ခွန်အချိန်အဲ့မှာကျွန်တော်တို့နေ့စဉ်အထိက4569လဲရှိတယ်ကိုတို့မတို့နှစ်ခွန်အချိန်ကို4569နဲ့ကတ်ပြထိုးခြင်းလဲရတယ်ဒါပေမဲ့ကျွန်တော်တို့4569နဲ့ဒီနေ့ကတ်မှာမဟုတ်ဘူးပေါ့နော်တခြားကဏ္ဍနဲ့ပဲကတ်မှာနေ့စဉ်အထိကြီးကိုယူမသုံးသေးဘူးပေါ့ဘာလို့ယူမသုံးလဲဆိုလို့ရှိရင်အဲ့ဒီထဲမှာ9ပါနေအောင်ပါပဲနော်ထီကြီးကကျွန်တော်မနေ့ကအထီကနန်းပေါ့နော်3853ညဒီအခွေပေါ့ဒီအခွေနဲ့ပဲပြန်ကတ်လာအောင်ပါနော်ဒီနေ့လဲဒီ3853ညကလည်းနေ့တိုင်းတစ်လုံးထိနေမှာနော်ကိုတို့မတို့သူခွေမခွေလို့ရှိရင်တစ်လုံးထိနေမှာဒါလေးနဲ့ကတ်မယ်နော်ဒီ live လွှင့်ပြီးသွားရင်လည်းကျွန်တော် Viber channel လေးမှာကျွန်တော်ပြန်တင်ပေးမှာဖြစ်ပါတယ် Viber channel ကို join နေတဲ့ အကိုတွေမတွေကကျွန်တော်ဒီ video file အောက်မှာ link လေးချပေးထားမယ်အဲ့ဒီ link လေးကနေဝင်ပြီးတော့ရင်တစ်ချက်နှိပ်လိုက် Viber ရှိတဲ့ကိုတွေမတွေကကျွန်တော် channel နဲ့ join မိတာ live မလွှင့်ပြရင်လည်း Viber channel မှာတင်ပေးတာဖြစ်တဲ့အတွက် Viber channel လေးကိုမဖြစ်မနေ join ပေးထားပါအောက်မှာ link လေးချပေးထားမယ်ဒီ video file အောက်မှာချပေးထားတဲ့ခါကျတော့အပြာရောင်စာတန်းလေးကိုတစ်ချက်ပိတ်ပြီးတော့လက်ကလေးနဲ့တောက်ခဏပိတ်ပြီးတော့ထိလိုက်တာနဲ့ကိုတို့မတို့ကျွန်တော်ရဲ့ Viber channel လေးကိုရောက်သွားမယ်နော်အဲ့မှာလည်းဝင်ကြည့်လို့ရတယ်မအားလက်တဲ့အကိုတွေမတွေပေါ့နော်တချို့လဲဝန်ထမ်းတွေဘာတွေလုပ်နေကြတဲ့အခါကျတော့ရင်ဥမာတော်တော်များများတော့စာသင်နေကြတာလို့ဘာလို့ဒါလိုမျိုးပေါ့နော်ဝန်ထမ်းတွေရှိတဲ့အခါကျတော့ရင် live လွှင့်တာတွေဘာတွေမကြည့်ပြဘူးဆိုလို့ရှိရင် Viber channel လေးကို join ထားပါ Viber တော့လူတိုင်းရှိပါတယ်ပေါ့နော် Viber ရှိုံနဲ့ကိုကျွန်တော်နဲ့ join မိသားဖြစ်သွားလိမ့်မယ် live လွှင့်တာမျိုးတော့မဟုတ်ဘူးကျွန်တော်ကဒီနေ့1ချိန်2ခွန်ဆို2ခွန်ရေးတင်ထားတယ်အထီး3853ညဟုတ်ပြီဒီလိုအခွေတွေရှိတဲ့အကြောင်းဒီလိုဟာတွေရှိတဲ့အကြောင်းပေါ့နော်ဒီအနက်ခတ်3ရက်အတွင်းတို့ဘာလို့ဒါမျိုးလေးတွေကျွန်တော်ရေးပြီးတော့တင်ထားတယ်အတူထွာလေးတွေရေးတင်ထားတာပေါ့နော်ဒါမျိုးလေးတွေကိုမအားတဲ့ကိုတွေမတွေကဝင်ကြည့်လို့ရပါတယ်အဲ့တော့ဟုတ်ပြီကဏ္ဍလေးတွေတွဲလိုက်မယ်23 28 25 20 93 98 85 90ဆိုပြီးတော့ဒီလိုပဲမနေ့ကလိုပဲကိုတို့မတို့ကဏ္ဍ၈ကွက်ပြန်ရမယ်ပေါ့နော်ထုံးတန်ပေါ့သိပါတယ်နော်လိုင်းရပြုတ်ကြသွားတယ်နော်တနေ့ကုန်ရနေတယ်ကိုတို့မတို့လိုင်းပြုတ်ကြတော့ view လည်းပြုတ်ကြတယ်ပေါ့နော်ဟုတ်ပြီကိုတို့မတို့ခွန်လုံးပိုင်းလေးမှတ်ပေးပါပြီးရင်တစ်လုံးနဲ့ရမယ်အဲ့တော့ရင်ခွန်ပါတာတင်ထိုးရမယ်နော်ကိုတို့မတို့ဟုတ်ပြီလုံးပိုင်းပတ်သီးပေါ့ဗျာခွန်ပတ်သီးကြိုက်တာပေါ့နော်ခွန်ပိုင်းအောင်ကြိုက်တယ်ဟုတ်ပြီကိုတို့မတို့ကျေးဇူးတင်ပါတယ်အားပေးကြတဲ့ကိုတွေမတွေပေါ့နော်အကုန်လုံးကိုကျေးဇူးတင်တာပါခွန်လုံးပိုင်းကြိုက်တယ်မိန်းနှစ်ကွက်ကောင်းအနေနဲ့ကျွန်တော်ရွေးလိုက်အောင်မဒီနေ့ရတော့နော်ခွန်3ကမိန်းအာထိုးရမယ်နော်ကိုတို့မတို့အာရမယ်နော်ဒူးမင်း85နှစ်ကွက်ကောင်းပေါ့နော်ကိုတို့မတို့ကျန်တဲ့ကဏ္ဍ6ကွက်ကိုလည်းအရန်အနေနဲ့တော့ထည့်ထိုးရမယ်နော်ဘာလာမှမသိဘူးကျွန်တော်တို့ကကြိုက်တာကိုရွေးပေးတာပေါ့နော်ကိုတို့မတို့ဟုတ်ပြီကိုဆိုင်ကြရွေးပါဆိုလို့ရှိရင်နှစ်ခွန်ဝမ်းချင်းနဲ့ခွန်ပိုင်ကြိုက်တယ်ပေးရင်ရမယ်နော်ကိုတို့မတို့ပေးရင်ရမယ်မင်းက83နဲ့85ဒူးမင်းက85ဖြစ်ပါတယ်ပေါ့နော်နှစ်ကွက်ကောင်းနဲ့ပေါက်ကြပါစေနော်အားလုံးပဲကိုတို့မတို့
မနေ့ရလို့ပဲဒီနေ့လဲတစ်ချိန်ပေါက်မှာပါဒီထဲမှာပေါက်သီးတစ်ချိန်သာပါတယ်ပေါ့နော်ကဲဟုတ်ပြီနှုတ်ဆက်ပါတယ်မနေ့ပြန်မနေ့ကိုလဲကျွန်တော်9နာရီခွဲလောက်မှပြန်ပြီးတော့စုံရမယ်နော်ကိုတို့မတို့နေ့တိုင်းလိုက်ကမနေ့ပိုင်း9နာရီခွဲမှရှိမယ်နော်ညပိုင်းမလွှင့်တော့ဘူးဆိုတာမိုးတွင်းကာလအရာမီးတွေကလည်းမလင်းဘူးညကြရင်နော်ဒါလေးကလည်းတစ်ပိုင်းပြီးတော့မနေ့ပိုင်းကျတော့မနေ့ကအကိုတယောက်မှန်းတယ်လို့ပေါ့မနေ့ပိုင်းကျတော့ဝမ်းချင်းလေးတွေဗာလေးတွေဒါလေးတွေကစုံစုံလင်လိုက်ပြီးတော့ကြည့်လို့ရတယ်ပေါ့နော်ဟုတ်ကဲ့ပါဒါကြောင့်မလို့မနေ့ပိုင်းလေးကိုပြောင်းပြီးတော့ရွေးချယ်ပြီးလွှင့်တာပါနောက်ဆုံးမပေါက်ဘူးဆိုတော့ဝမ်းကြီးလေးမှန်လို့ရှိရင်ကိုတို့မတို့မှရှိတဲ့လုံးပိုင်ပတ်သီးလေးတွေနဲ့ကပ်ပြီးတော့ကစားမယ်ဆိုရင်နှုတ်ဆက်ပါတယ်နော်အားလုံးဘိုင်းဘိုင်းပါစကွန်ရှော့လေးရိုက်လိုက်တော့နော်